ရှိသည့်အခါလက်ဖက်ပင်ကြီးတစ်ပင်၌ညီနောင်ကျေးနှကောင်တို့ရှိကြတဲ့ကွယ်ကျင်းငယ်တို့သည်အတောင်မဆုံးသေးသဖြင့်ကောင်းမွန်စွာမပြန်နိုင်ကြသေးပေတနေ့တွင်လေပြင်းမုန်တိုင်းကျ၍ထိုချင်းညီနောင်တို့လွင့်ပါသွားကြလေတယ်တကောင်မှာခိုးသူတို့နေရာ၌ကြား၍ခိုးသူတို့ကကောက်ယူကျွေးမွေးထားကြလေတယ်အခြားတကောင်မှာယတိတို့၏သင်္ကန်းတွင်၌ကြား၍ယတိတို့ကကောက်ယူကျွေးမွေးထားကြတဲ့ကွယ်တနေ့တော့ဘုရင်ကြီးတစ်ပါးဟာတောကစားထွက်လာရာမောပန်းသဖြင့်ခိုးသူတို့ရွာအနီးရှိတစ်ပင်ရိပ်တွင်အပန်းဖြေနေလေတယ်ခိုးသူတို့မွေးထားသောကြေးသည်ဘုရင်ကြီးကိုမြင်လျင်ဒီလူကိုတတ်ကြဟိအဝတ်စားတွေကိုလည်းယူကြဟိဟုခိုးသူတို့အားဟစ်အော်တိုက်တွန်းလိုက်လေတယ်ဘုရင်ကြီးလည်းဒီအရက်ကဘေးအန္တရာယ်များတယ်မနေသင့်တော့ဘူးဟုဆိုကာအမြန်ထွက်သွားလေတော့တယ်ထို့နောက်ဘုရင်ကြီးလည်းယသိကြီးသတင်း300နေရာသို့ရောက်သွားခဲ့လေတယ်ယသိတို့မွေးထားသောခြေသည်ဘုရင်ကြီးကိုမြင်လျင်အရှင်မင်းကြီးကြွပါအပန်းဖြေပါအင်းညတဲ့ရေကိုတောက်ပါတသီးတွေကိုလည်းသုံးဆောင်ပါဟုတာယာသောအတန်ဖြင့်ကြိုဆိုလိုက်လေတယ်ဘုရင်ကြီးလည်းခြေသားငယ်အရင်ငါတွေ့ခဲ့ဘူးတဲ့ခြေကမင်းလိုမဟုတ်ဘူးအလွန်ရိုင်းဆိုင်လာတယ်မင်းကတော့ရင်ကျေးလာပါပေတယ်လို့ချီးမွမ်းလိုက်လေတယ်အရှင်မင်းကြီးအဲ့ဒီခြေငယ်ကအကျွန်ုပ်ရဲ့ညီဖြစ်ပါတယ်အကျွန်ုပ်တို့ညီနောင်ဟာလေမုန်တိုင်းကြောင့်တခွေးတစ်ပြားစီဖြစ်ခဲ့ကြရပါတယ်ကျွန်ုပ်ရဲ့ညီလေးဟာခိုးသူတို့စီကိုရောက်သွားပြီးကျန်းနဲ့ရိုင်းဆိုင်သွားရပါတယ်ကျွန်ုပ်ကတော့ဆရာရသိစီရောက်လို့နူးညံ့သိမ်မွေးရပါတယ်လို့ကြေးကဆိုလိုက်လေတယ်ကြေးသားရဲ့စကားကိုကြားရတော့ရှင်ဘုရင်ကြီးကပြုံးမိလေသည်ကဲဒီပုံမြင်လေးထဲမှာတော့အပေါင်းအသင်းပေါ်မူတည်၍လဲလမ်းကောင်းသို့ရောက်သွားနိုင်သလိုလမ်းမသို့လည်းရောက်သွားနိုင်တယ်ဆိုတဲ့အကြောင်းကိုကလေးတို့အသိပညာဗဟုသုတရရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်